အားလုံးပဲမင်္ဂလာပါ Mr. Wu ဘာကနေကြိုဆိုပါရစေဒီနေ့ကတော့ Mr. Wu က Hawaii Beef Burger 55လုံး order လေးကိုပြုလုပ်နေရပဲဖြစ်ပါတယ်မနက်7:00နာရီအမိပေးရမှာဆိုတော့ကျွန်တော်8:00နာရီခရက်ကနေပြီးတော့အသားတွေကိုစိတ်တိုင်းကြကြော်ပါတယ်ပြီးတော့ဟိုပါမုတ်တွေกินမယ်ကျွန်တော်တို့ဒါတခွားကြီးကတော့မနေ့ကတည်းကနှက်ထားရတာပေါ့နော် Hawaii ဆိုတော့နက်နက်သီးကွင်းလေးတွေလည်းပါပါတယ်ကျွန်တော်က Hawaii Burger ဆိုအရင်ကြိုက်တယ်ပေါ့ဆိုတော့နည်းနည်းချိုးတဲ့အရာလေးရယ်ငံတဲ့အရာလေးရယ်ပြီးတော့ကျတော့အမဲသားရဲ့လက်ဆက်တဲ့အရာသားနဲ့ငရုတ်ကောင်းအရာသားလေးနဲ့တော်တော်လေးလိုက်ဖက်ပါတယ်ဒါကတော့ customer တထုပ်ချင်းစီလက်ဆောင်ပေးမလို့ဆိုတော့တထုပ်ချင်းစီထုတ်ပေးပါတယ်နောက်ထပ်လီမွန်တီး55ခွက်ပြောဖို့တံမြာတီးလီးပါတယ်ကျွန်တော်လီမွန်တီးကတံမြာတီးစစ်စစ်နဲ့ကိုယ်တိုင်စိန်ထားတဲ့လက်ပတ်ချက်ကိုတုံးထားလို့ကျမကြီးလည်းညီညွတ်တယ်တောက်လို့လည်းတော်တော်ကောင်းပါတယ်ဖြော်ရည်ဆိုရင်လည်းတစ်ခွက်ချင်းစီဖြော်ပြီးတော့တည်တည်ချာချာလေးထုတ်ပိုးပေးပါတယ်ခင်ဗျာโอเค7:00နာရီထုတ်ပြီဆိုတော့ order လေးလည်းလာယူပါပြီဒီ order မှာပေးတဲ့ကြောင်ဝိုင်းအမောက်လည်းအများကြီးကျေးဇူးတင်ပါတယ်ကြောင်ပွဲတွေပဲဖြစ်ဖြစ်မွေးနေ့ပွဲတွေဖြစ်ဖြစ်လက်ဆောင်ပေးဖို့ဆိုရင်အရသာရောထိုးပိုးထားတဲ့ packaging ကိုလက်ဆောင်ပေးဖို့အရင်တင့်တော်ပါတယ် order များများမှရင်လည်းတီးတန့်ဈေးနှုန်းလေးလည်းလုပ်ပေးပါတယ်ခင်ဗျာ Mr. Wu Burger ကိုအားပေးနေလူအားလုံးကျေးဇူးတင်ပါတယ် bye bye